Hello everyone, I'm teacher Emily. Today we are going to learn how to use let's in English. Let's, it's the short form of let us. So how do we use? We use let's to make suggestions, to share an idea, or to invite someone to do something together. Or teacher let's go သုံးတဲ့အခါမှာတူတူလောက်ကြစို့ဆိုတဲ့တခုခုတူတူလောက်ကြစို့ဆိုတဲ့အတိတ်ပဲပေါ့ဥပမာတယောက်ယောက်ကိုတခုခုလုပ်ဖို့ဖိတ်ခေါ်လိုက်တာမျိုးနော်အဲ့တော့ idea sharing လုပ်တာမျိုးသို့မဟုတ်အကြံဉာဏ်ပေးတာဥပမာပြောကြည့်မယ် For example you might say let's go to the park today let's go to the cinema tonight ပန်းချံသွားကြစို့ရုပ်ရှင်သွားကြည့်ကြစို့ဘာလုပ်လိုက်တာ suggestion အကြံပြုလိုက်တာနောက်တစ်ခုပြောချင်တယ် Let's practice English together အင်္ဂလိပ်စာတူတူလေ့ကျင့်ကြမယ်ဆိုတာခုကြည့်နေတဲ့သူတွေကိုဒီချက်က invite လုပ်လိုက်တာ invite someone to do something together Let's learn one new word every day တနေ့ကိုအင်္ဂလိပ်စာအသစ်တစ်လုံးစီလေ့လာကြဒါမှအင်္ဂလိပ်စာတိုးတက်မယ်ဆိုတော့ဒီချက်ရဲ့ idea ဘာလို့လဲ share ideas ဒါမျိုးလေးပြောဆိုရင်အခုကြည့်နေတဲ့သူတွေရော let's ကိုသုံးပြီးတော့စာကြောင်းလေးတွေလုပ်ကြည့်ကြပါ Don't forget to follow for more English